အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကတော့ဝိုင်လို့လေးနေတယ်ပေါ့နော်ဒီကျွန်တော်တို့မောင်းနေတဲ့ချိန်မှာသူတို့ကဖြတ်မောင်းပေါ့နော်သူတို့ကစိတ်နဲ့ဖြတ်မောင်းပြီးတော့မောက်သွားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်စိတ်ပြမောင်းရအားလုံးကိုဆက်မောင်းကြပါတော့တရားပြန်ကြုံတွေ့ကြပါမယ်ကျွန်တော်စိတ်ကပေါ်လာတော့တက်တဲ့ချိန်မှာဝိုင်လို့ကလေးလေးဒီရောက်တော့သူစီပြီးတော့သူကြောက်ကျွန်တော်စိတ်ထဲမှာထင်လိုက်ပါတော့မောက်ပြီးပေါ့အစင်မတန်တွေ့ဆိုတော့မောက်မယ်လို့ကျွန်တော်ထင်တယ်စိတ်ထဲမှာအားလုံးကတော့ပြောလို့မဆုံးသေးဘူးအဲ့ဒီမှာအစင်မသူတို့တွေပေါက်နေတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကသူတို့ကဘယ်လိုလဲဆိုတော့ပြင်လို့ဘာလဲထူပေးမလားလို့ကြည့်လိုက်ချိန်မှာသူတို့ကတိတ်ပါမှမဖြစ်ဘူးအားလုံးထားနိုင်တယ်ဆိုတော့အဲ့ဒါကျွန်တော်တို့ကောလုံးဖြည်းဖြည်းချင်းပြန်မောင်းသွားကြတယ်ပေါ့နော်အားလုံးကျူဆိုင်မောင်းကြပါနောက်ဆိုင်ကြီးညံ့ညံ့မမောင်းကြပါနဲ့ဖြစ်သွားလို့ရှိရင်ခုပဲခံမှာပေါ့နော်ဒါကြီးကတော့အားလုံးကျူဆိုင်မောင်းကြပါလို့ပြောချင်ပါတယ်နှစ်တက်မှာလူတွေကဖြစ်များကြတော့ပေါ့နော်အားလုံးပြီးတော့ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာလည်းဆုံးချင်သေးတယ်နောက်ဗီဒီယိုလည်းအားပေးပါဦးလို့တားရက်ခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်လေးဆက်ကြည့်လိုက်တော့